မန္တလေးမှာမြေဝဲရင်ဘီလိုနီယာမျိုးကိုဦးစားပြီးရွေးတယ်လဲမင်္ဂလာပါခင်ဗျာကိုရွှင်အင်းချမ်းမြေကနေဖြန်းလဲကြိုးဆိုပါတယ်မန္တလေးမှာမြေဝဲတော့မယ်ဆိုရင်ဈေးသက်သာရုံနဲ့မပြီးပါဘူးနောက်တစ်ချိန်မှာဈေးပြန်တက်ဖို့နဲ့နေထိုင်ရအဆင်ပြေဖို့ကဦးစားပေးရွေးချယ်ရမယ့်အချက်၃ချက်ကိုဒီနေ့ပြောပြပေးသွားမှာပါပထမဆုံးအချက်အနေနဲ့လမ်းပန်းဆက်သွယ်ရေးနဲ့လမ်းအကျယ်ဝန်းလမ်းအခြေအနေကိုကြည့်ရပါမယ်လမ်းကျင်းတဲ့နေရာထက်အနည်းဆုံးပေ20ပေ30ဖက်လမ်းကျယ်ပေါ်မှာရှိတဲ့မြေကွက်တီကနောက်တစ်ချိန်မှာပြန်ရောက်ရလွယ်တယ်လို့တန်ဖို့တန်နှုံးလည်းပုံမြန်ပါတယ်အထူးသဖြင့် concrete land မခင်းဟာဒီပေ20လမ်းနဲ့ပေ30လမ်းတွေမှာဝယ်တင်ပါတယ်ဘာလို့လဲဆိုရင်လမ်းမခင်းဟာဒီနေရာကနောက်တစ်ချိန်လမ်းခင်းလိုက်ရင်ဈေးကအဆမတန်ဈေးတက်ထွားနိုင်လို့ပါသို့မဟုတ်ကတည်းကလမ်းခင်းပြီးသားနေရာတွေကိုဦးစားပေးပါဒုတိယအချက်ကတော့အနီးနားမှာ shopping mall တွေဆေးရုံတွေကျောင်းတွေနဲ့အစိုးရရုံးဌာနတွေပေါ်လာဖို့ရှိမရှိစစ်ဆေးပါမြို့ရစီမံကိန်းတွေနဲ့နှီးစပ်တဲ့နေရာတွေဟာယင်းနှိမ့်မြုပ်နှံတွေအတွက်အကျိုးအမြတ်အများဆုံးရနိုင်တဲ့နေရာတွေဖြစ်ပါတယ်တတိယအချက်ကတော့မန္တလေးရဲ့အချို့နေရာတွေမှာမိုးရာတွေဆိုပြီးရေဝတက်တဲ့ပြဿနာရှိပါတယ်ဒါကြောင့်မြေမဝဲကိန်းမှာအဲ့ဒီနေရာကရေစည်းရေလာကောင်းရင်လားမိုးရွာရင်ရေကြီးတက်လာဆိုတာကိုအိမ်နီးနားချင်းတွေကိုစုံစမ်းဖို့မမေ့ပါနဲ့အနည်းချုပ်ပြောရရင်နေရာကောင်းမှတိုင်ဖို့ရှိမှာပါတင်းရဲ့ဘတ်ဂျက်နဲ့အကိုက်အညီဆုံးနေရာကောင်းတွေကိုရှာဖွေနိုင်ဖို့အတွက်ကျွန်တော်တို့ကကူညီပေးနေပါတယ်မန္တလေးရဲ့နေရာကောင်းမြေကွက်တွေကိုစုံစမ်းခြင်းတော့ကိုးရွှင်အင်ချန်မြေကိုခုပဲဖုန်းဆက်လိုက်ပါခင်ဗျာ